ဘောကဘာလဲဆိုတော့ဘောကမွေးဖွားလာတယ်ပြီးတော့သေဆုံးသွားတယ်ဒါပဲလေကျတို့ကခက်တာပဲအဲ့ဒီမွေးဖွားလာတဲ့သေဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့ तू ကဘာငါကဘာ तू အစဉ်ပြေတယ်ငါအစဉ်မပြေဘူးဆိုတာတွေလောက်ထွဲစိတ်ထဲရပါတော့နားလေဟုတ်လားတကယ်တမ်းကအဲ့ဒီအစဉ်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအစဉ်ပြေလဲပဲသိရမယ်ဘဝအစဉ်မပြေလဲပဲသိရမယ်ဘဝပဲဘဝကိုကျွတ်တို့ကသိရမယ်ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုတိတ်မရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြလာတစ်ခါနှစ်ခါလောက်တိတဲ့အတိနဲ့အကျဉ်းရာနဲ့ချီပြီးတော့တိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြပါစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုတိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြထက်ခါတိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘလို့ငြင်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓတိသေခြင်းကိုဘာထပ်အမှတ်ရမယ်ဆိုလို့ရှိရင်ဥပဒမာယနှလုံးစိတ်ဝမ်းငြင်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါတေးရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းတေးရမယ့်လူတွေလို့စဉ်းစားလိုက်ဒီခါလေးဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်သာသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူရတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းလေကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သေမှာပါဘာတွေများပူနေတာတော့ငါဟာသေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုယ့်ဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညှမတာတာစဉ်းစားလိုက်သူတို့လည်းပဲသေရမယ့်အကောင်လေးတွေသေရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေဘူးမင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောတယ်မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိလို့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးရဲ့လူတွေအကုန်လုံးကိုလည်းပဲသေလူတွက်တာဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေ